အသက်တွေကြီးလာလို့နေမယ် KTV ကမိဘကိုလှုပ်ကြွေးနေတဲ့ကောင်မလေးတွေဆိုအရန်ထောက်ပံ့ပေးနေတာ ငါလို့မကြော်ကြီးကတနာမပြောက်သေးဘူးနောက်ခါသွားရင်ငါလည်းခေါ် မြန်လောက်ကမြန်ပြီးမှအိမ်ကအဖွားကြီးရောက်မလာခင်ကျယ်စင်တို့စီသွားရမှာ အဲ့ဒါဆိုလုံမနေနဲ့တော့လာခုသွားမယ် အိမ်ကဟာကြီးတင်နေများกว่าပါကွာလောကနိဗ္ဗာန်ပဲငိုးမကြော်ကြီးအဖွားကြီးလိုက်လာမှာဘလို့တေးရမလဲစဉ်းစားနေရမယ် ဖေလို့ မကြော်ကြီးလေထဲမှာပေါင်းရှင်းခိုင်းထားတာကိုဒီမှာလာပြီးတာယာနေတယ်ဟုတ်လားနင်သိမယ် ကြော်ကြီးอ่ะငါပြောပါတယ်မင်းအဖွားကြီးသိရင်မလွယ်ဘူးလို့ ရတယ်အေးစေးအနာပြောက်ရင်ထက်သွားမယ် တာကြီး KTV ထက်သွားမယ်လေငါလက်ကောင်းသွားပြီ ဟိုတလုံးကမှပတ်တယ်စီးထားရတာကိုငါလုံးမကြော်ကြီးမမှတ်သေးဘူး ကျယ်စင်နဲ့လမင်းကိုလွန်းလို့ပါကွာ အဲ့ဒါဆိုလေပြီးရောငါလုံးမကြော်ကြီးဒီကမင်းအဖွားကြီးမသိတဲ့ KTV ရှာသွားမယ်အဲ့ဒါဆိုကျယ်စင်နဲ့လှမင်းကိုမတွေ့ရဘူးပေါ့နေစမ်းပါငါတို့ကိုပါခေါ်လာလို့ရအောင်စီစီပေးမယ်ဒါမဲ့အဖွားကြီးမသိပါစေနဲ့ဆူတောင်းနေရတယ်မပူနဲ့မင်းခဏနေလိုက်လာလိမ့်မယ် မตาကြော်ကြီးအရင်တန်းရတော့မပြောက်သေးဘူးစောက်ကမြင်းထနေတာတေပေတော့ဒီလောက်လောက်တာတော့နင်ကမှတ်ဝယ်မရှိသေးဘူးလားတေလိုက်တော့ နောက်မသွားတော့ပါဘူးအဖွားကြီးရဲ့ကြောက်ပါပြီဒါမျိုးဗီဒီယိုလေးတွေကြိုက်ရင် like and subscribe လုပ်သွားနော်